ဒီနိုင်ငံရဲ့90ရာခိုင်နှုန်းဟာမိမသားတွေကြီးပဲဖြစ်နေလို့ယောက်ျားမြင်တာနဲ့ငွေတို့ပေါက်ပြီးတော့ဝယ်ကြတယ်အကယ်၍များသင်ကအလုံးမရှိအကိုင်မရှိ100 ဖြစ်နေတဲ့ဆိုရင်တော့ဒီနိုင်ငံကိုချက်ချင်းသွားဖို့အကြံပေးခြင်းပါတယ်ကိုရောက်ရင်လက်မလဲအောင်လို့လုပ်ရမယ့်အလုပ်တစ်ခုရှိနေပါတယ်အဲ့ဒါကဘာလဲဆိုရင်တော့ဒီမှာမြင်နေရသလိုမော်ဒယ်မင်းသမီးရှုံးလောအောင်ကိုတမင်မျက်လုံးငရက်ကိုလုံးနဲ့လှပလုံးနဲ့ကောင်မလေးတွေရဲ့ခင်မောတဲ့အဖြစ်လောက်ကန်ရမှာပါဟုတ်ပါတယ်ဒါကတော့လက်ဗီယာနိုင်ငံဖြစ်ပြီးဥရောပတိုက်ရဲ့မြောက်ဘက်ပိုင်းမှာတည်ရှိပါတယ်တဘာဝပတ်ဝန်းကျင်အခြေအနေကောင်းတဲ့အပြင်တောတောင်ရီမီတည်ရစာရတွေလည်းပေါ်များပြီးအဲ့ဒါတွေထက်ထက်ဝက်2ဆလောက်များနေတာကတော့ချောမောလှပတဲ့နမိမယ်လေးတွေပါပဲဘယ်ဘဝကကုသိုလ်ကံတွေလည်းမသိပေမဲ့လက်ဗီယာနိုင်ငံမှာရှိတဲ့မိန်းကလေးတွေအားလုံးဟာဝေကင်းစားကားလို့အဖွားကြီးဖြစ်တဲ့အထိတောင်မှသက်မဖွယ်ရာအလှကိုတယောက်တစ်မျိုးစီပိုင်ဆိုင်ထားကြပါတယ်တို့ထက်ပိုပြီးတော့ကံကောင်းတဲ့သူတွေကတော့လက်ဗီယာနိုင်ငံမှာနေထိုင်ရမယ့်အမျိုးသားတွေပါပဲဟုတ်ပါတယ်သူတို့နိုင်ငံမှာကအထီးအင်အားနေပြီးတော့အမအင်အားကများနေပါတယ်ဘလို့ပဲဆူတောင်းကဗနေအောင်မွေးမွေးအထီးထွက်မလာပဲနဲ့အမားတွေကြီးပဲအပြစ်လိုက်ထွက်လာတာပါတနိုင်ငံလုံးရဲ့10 ပုံ 10 ပုံကယောက်ျားလေးတွေပဲဖြစ်ပြီးကျန်နေတဲ့9 ပုံလုံးကတော့မိန်းကလေးတွေကြီးပါပဲ